ကောင်းတော့အချင်းရမှာဒေသမှာဒီဒီဆိုတာဒီမှာဒီကတော့ဒုက္ခနဲ့အမှမှာဆယ်ပြီးမြင့်လို့ရောက်ပါစေတည်းဒီနေ့စကားလေးတန်းလေးပြောရတာဒုက္ခပေါင်းမှာဆယ်ပြီးဆယ်လို့ဘုံတော့ပါစေတည်းကြာခလေးရေးပါတည်းအောင်မြင်ပါစေတည်းတောင်းရတယ်ဒီကောင်းနေမှာမပြပါစေကျန်တဲ့အစီအစဉ်ပါစေတောင်းမှာတောင်းမှာဒီတရားပါဒီရောင်းလို့ရှင်နေတာဒီတော့ဒီစကုနေဒီနေ့စမှာစားလို့အရင်ကအဲ့ဒီမှာပြပြပြီးကောင်းတော့ချင်းရနေတာလည်းကျိုးလေးပါစေတည်းတက်ရှိချင်တယ်တောင်းလာရပြီးရင်လည်းချင်းချင်းပြီးဒီမဲ့ဒီကောင်းနေမှာမပြပါစေဒုက္ခအခက်အခဲပါမှာလည်းလေးကောင်းမှဆို